အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့ဒဝဲလူမျိုးတွေနဲ့ယူရတထိုင်ရမယ်ဒဝဲငပီတော့ထောင်းနီးလေးကိုဝေမျှပေးချင်ပါတယ်ခင်ဗျာထမင်းလည်းအရင်မြည်စီပြီးတော့ထားရတာလည်းအရင်အောင်လက်ကူတာမို့ကျွန်တော်တို့လည်းကြည့်ကြအောင်ပါခင်ဗျာကျွန်တော်တို့ပါဝီစီတွေကဒီမြငပီပါမယ်ပြီးတော့ချက်တော်ဖြူငရုတ်တီးချောင်းငရုတ်တီးဆိုနေငယ်ပါခင်ဗျာပါရမဆိုငရုတ်တီးချောင်းလူတွေကိုရည်တီးချအောင်ဆေးပေးပါမယ်ပြီးတော့မီးအလဲလက်လေးနဲ့ချက်ချောက်လေးနဲ့ကြော့လေးဖြစ်တဲ့ဒီလော်ပေးပါမယ်ဒီနေထားလေးဆိုရင်ရပါပြီခင်ဗျာပြီးရင်ကျက်တော်ဖြူလေးတွေကိုလည်းလှော်ပေးပါမယ်9မိနစ်လောက်လှော်ပေးရင်ရပါပြီခင်ဗျာဆက်ပြီးတော့ငရုတ်သီးဆိုနေငယ်ကိုလည်း9မိနစ်လောက်လှော်ပေးပါမယ်ခင်ဗျာပြီးတော့ငပီလေးကိုလှော်ဖို့အတွက်အုံးမပါပါလေးဖြတ်ထားပေးပါမယ်ကျွန်တော်ကတော့မြင်ငပီလေးကိုသုတ်ထားပါတယ်ခင်ဗျာငပီးကိုလှော်တဲ့အခါမှာမီအေးအေးလေးနဲ့လှော်ပေးရပါမယ်ငပီးကိုကဒီလိုလှော်တာထက်ကင်တာကလူလက်သက်တာပြီးတော့အခြေလဲပုံမြင်ပါတယ်ဒါပေမဲ့ကျွန်တော်မှာကကင်ဖို့စင်မပြေတဲ့အတွက်လှော်ပေးလိုက်တာပါခင်ဗျာငပီးကအကျဲမလှော်ပဲနဲ့ဒီလိုချက်ချောက်လေးဖြေလာပြီဆိုရင်ငပီတော်လေးကိုထောက်လို့ရပါပြီခင်ဗျာပါရမဆိုအနေနဲ့လှော်ထားတဲ့ငွေသီးချောက်လူတွေကိုညံ့ညံ့လေးဖြစ်တဲ့အထိထောက်ပေးပါမယ်ဒီလိုညက်သွားပြီဆိုရင်ကျက်တော်ဖြူလေးကိုထည့်ထောက်ပေးပါမယ်ခင်ဗျာကျက်တော်ဖြူလေးလည်းညက်သွားပြီဆိုရင်ငရုတ်သီးဆိုလေးကိုထည့်ထောက်ပေးပါမယ်ကဲဒီလိုအကုန်လုံးညက်သွားပြီဆိုရင်လှော်ထားတဲ့ငပီးလေးကိုထည့်ပေးပါမယ်ခင်ဗျာကျွန်တော်တို့ငပီးတော်ကိုထောက်တဲ့အခါမှာအကုန်လုံးညက်အောင်ဒီလိုဇော်လေးနဲ့ထပ်အောင်လန်ပြီးတော့ထောက်ပေးရပါမယ်ခင်ဗျာထောက်တဲ့အခါမှာလည်းအခြေယူပြီးတော့ညံ့ညံ့လေးဖြစ်တဲ့အထိအားဆိုင်ပြီးတော့ထောက်ပေးရပါမယ်ခင်ဗျာကျွန်တော်တို့ဒဝဲလူမျိုးတွေကလေငပီတောဆိုရင်တော်တော်လေးကြိတ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒဝဲကအိမ်မှာဆိုရင်ငပီတောတပူကတော့အမြဲရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒဝဲသူပဲဖြစ်ဖြစ်ဒဝဲသားပဲဖြစ်ယူမယ်ဆိုရင်ဒဝဲငပီတောလေးထွက်တဲ့ရတော့ပိုတော့ဆင်ပြေတာပေါ့နော်ကဲဒီလိုညံ့ညံ့လေးဖြစ်လာပြီဆိုရင်အရသာအတွက်အချုံမို့လေးနဲ့ငယ်ကိုထည့်ထောက်ပေးပါမယ်ပြီးတော့အရသာဝေအောင်9မိနစ်လောက်ဆက်ထောက်ပေးလိုက်ပါမယ်ခင်ဗျာကဲဒီလိုငပိအသားလေးကမပြောမမှန်နေထားလေးကိုရောက်ပြီဆိုရင်ကျော်တို့ဒဝငပိတောက်လေးကိုရပါပြီခင်ဗျာပြီးတော့ဒီလိုလေးလိုတဲ့ဘူလေးနဲ့ထည့်သေးထားပါမယ်ဒီလိုသေးထားရင်လာတဲ့ချီပြီးတော့အထားခံပါတယ်ခင်ဗျာကဲဒါဆိုရတော့ဒဝငပီထောက်လေးကထောက်ရတာလဲလွယ်ကူသလိုမျိုးထမင်းလဲအယမ်းမြည်စေတာမို့ဒီနီးလေးကိုတုပ်ပြီးတော့အိမ်မော်လက်တကူထောက်လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ